ညတော့ကပွဲလဲပြီးသွားတယ်ညစ်လဲညစ်နေသွားတယ်ဆိုတော့ကျွန်တော်ဒီဗီဒီယိုမလုပ်လိုက်ရဘူးပေါ့နော်တာဝန်ချိုင်ရဲ့ပွဲကတော့တော်တော်ကြီးစိတ်ကူးထားတာနဲ့တွေးထားတာနဲ့တော်တော်ကြီးကိုလွဲသွားတာတွေ့ရတယ်ပေါ့နော်မတော်တဆဖြစ်သွားတယ်လို့ပဲပြောရမယ်ပေါ့တရုတ်ဖိုက်တာရဲ့လီယိုရဲ့ဒီ cupcake ကန်ချက်ကြောင့်သူ့ရဲ့ဒီခြေထောက်ကျိုးသွားရတယ်ပေါ့နော်ခြေထောက်ကျိုးသွားတယ်လို့ပြောပါတယ်ဒီသတင်းတွေကပေါ့နော်မီဒီယာတွေကခြေထောက်ကျိုးသွားတယ်လို့ပြောတယ်ဆိုတော့တာဝန်ချိုင်ကတဖြည်းဖြည်းနဲ့သူကကြလာပြီလားဆိုပြီးတော့မေကွန်ထုတ်เสียဖြစ်လာတယ်ပေါ့နော်သူတို့ရဲ့ကြားထဲမှာမာဆာကီကိုရှုံးပြီးတဲ့နောက်ပိုင်းကတည်းကသူကဒီ PR တွေအများများတယ် pressure တွေအများများတယ်ဒီပွဲမှာသူကောင်းကောင်းလုပ်ပြနိုင်လိမ့်မယ်လို့သူယုံကြည်ထားပုံရတယ်ပေါ့ဒါပေမဲ့လည်းဒီမထင်မှတ်ထားတဲ့ဒီ cupcake ကြီးကခြေထောက်ကိုကျိုးထွက်သွားစေတဲ့အထိဖြစ်သွားတယ်ဆိုတော့သူ့အတွက်ကပြန်လာဖို့ကလွယ်ပါအောင်တော့မလားလက်ဝဲသမားတယောက်ကဒီခြေထောက်ကိုမွေးထိုင်းသမားတယောက်ကခြေကန်ချက်မကောင်းလို့ရှိရင်ဘာမှသုံးစားလို့မရတော့ဘူးခလေးကလည်းမွေးထားတာမကြသေးဘူးခလေးကလည်းငငယ်ပဲရှိသေးတယ်ဆိုတော့ပစ္စံတော့ရှိတယ်ပေါ့လေပစ္စံတော့ရှိတယ်ပေါ့ရေရှိဘလို့သွားမလဲပေါ့သူတို့စီးပွားရေးတစ်ခုခုလုံးအဲ့ဒါကိုကိစ္စတော့မဟုတ်ပါဘူးပြောပြတာဆိုတော့နောက်ပိုင်းသူပြန်လာဖို့ပြန်မလာဖို့ကမသေးကြတော့ဘူးဆိုတော့သူ့ကိုအားပေးတဲ့မြန်မာပရိသတ်တွေရှိတယ်နိုင်ငံရခြားသီးသီးအဖန်တွေရှိတယ်အားပေးကြပါစိတ်ပိုင်းဆိုင်ရာကအင်မတန်အရေးကြီးတယ်ဆိုတော့သူ့ရဲ့ post တွေအောက်မှာkeep fighting တို့ဘာလို့ညာတို့ဒီအာတင်ထားပါတို့ဆိုတော့အဲ့လိုမျိုးလေးတွားပြီးတော့ပြောပေးစီခြင်းတယ်ပေါ့နော်ကျွန်တော်ကတော့ကြိုက်တယ်လူတယောက်မှာစိတ်ခွန်အားဆိုတာကတော်တော်အရေးကြီးတယ်ဆိုတော့သူပြန်လာနိုင်အောင်ကျွန်တော်တို့အနေနဲ့တွားပြီးတော့ဒီပံ့ပိုးပေးရမယ်ဘောနော်စိတ်ဓာတ်ခွန်အားပေးရမယ်ပေါ့ဆိုတော့ဘာပဲဖြစ်ဖြစ်ပါဆိုတော့ကန်တာလည်းမဟုတ်ဘူးဒါပေမဲ့ကိုကကြိုက်တဲ့အခါကျတော့သူ့ကိုအားပေးတာတော့အားပေးတာပဲပေါ့လေတယောက်ဖိုက်တာပျော်လိုက်တာလေသူပြောမနေနဲ့အဲ့ကောင်တော်တော်ကြီးကိုဝမ်းတာတယ်ဘာကြောင့်လဲဆိုဒီတောင်းဝန်ချိုင်လို့ဒီကဘာကျော်ချန်ပီယံတယောက်ကိုသူကလွယ်လွယ်လေးနဲ့စက္ကန့်ပိုင်းအတွင်းမှာအနိုင်ရလိုက်တယ်ဆိုတော့အေးပေါ့လေဒါတော့မတော်တဆဖြစ်သွားတယ်လို့ပဲပြောရမှာပေါ့ဘာဖြစ်ဖြစ်ပါရှုံးတာတော့ရှုံးသွားပါပြီဆိုတော့စိတ်မကောင်းတော့ဖြစ်တယ်ပေါ့နော်ခြေထောက်ကြီးကျိုးသွားရတဲ့အထိဖြစ်သွားတယ်ဆိုတော့စိတ်မကောင်းတော်တော်ကြီးဖြစ်ရပါတယ်အရန်တနာသွားတယ်ကျွန်တော်ဆိုလို့ရှိရင်ဟာဆိုပြီးတော့အများကြီးလုံးပြနိုင်လိမ့်မယ်လို့ထင်တာသူ push kit တလုံးကန်ထည့်လိုက်တော့မှလွင့်ထွက်သွားချက်ကြီးကတော်တော်ကိုအားပါပုံရတယ်တောင်ချိုင်ပြန်လာမယ်မပြန်လာဘူးဆိုတာတော့မသေးကြတော့ဘူးဖိုက်တာကောင်းတယောက်တော့ပျောက်သွားပြီဒါပေမဲ့သူ့နေရာကိုအစားထိုးဝင်ရောက်မဲ့ဖိုက်တာတယောက်တော့ရှိတယ်အဲ့ဒါကညတုန်းကတသိန်းတန်စာချုပ်ကြီးရသွားတဲ့ဖိုက်တာရော IQ ကသူ့နေရာကိုဝင်လာနိုင်တယ်လို့ကျွန်တော်ကတော့ထင်တယ်ရှုံးပွဲမရှိဘူးလို့တောင်ပြောလို့ရတယ်တပွဲပဲရှုံးထားတယ်ကွာသူရှုံးထားတဲ့ဖိုက်တာကလည်းဘာလီကိုပြီးခဲ့တုန်းက